မနဲ့ပြန်နေရပါဦးမယ်လို့ဘယ်သူမှမပြောနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့သိစရာအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီးတနည်းအားဖြင့်မြတ်စွာဘုရားကတော့တင်စားပြီးတော့ပြောတာပေါ့။လက်နဲ့တွေအများကြီးပိုင်တဲ့သေမင်းနဲ့တို့နဲ့ဘယ်တော့ကြမှာတွေ့ရအောင်လို့ချိန်ထားတာမရှိဘူးတဲ့မြတ်စွာဘုရားအဲ့တော့ဦးဇင်းတို့နားလည်အောင်ပြောရရင်သိစရာအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ချိန်မရွေးသိတယ်ဟုတ်လား